အောင်သူကရုတ်တရက်ပြောင်းလဲသွားတဲ့အင်ကြီးရဲ့မြင်ကွင်းကြောင့်ကြောင်အန်းသွားမိပါတယ်။အင်ကြီးဟာအခုကအရင်လိုမှုတန်နေတဲ့အုတ်နီခေဟောင်းတွေမဟုတ်တော့ပါဘူး။တောက်ပနေတဲ့ကော်စောနီကြီးတွေလှပတဲ့ဖန်မီးဆိုင်တွေတဲ့ခန်းသားထဲပါနေပါတယ်။ဒါပေမဲ့ဒီခန်းသားမှုနောက်ွယ်မှာခြောင်ချားစရာကောင်းတဲ့တိတ်ဆိတ်မှုကကြီးစိုးနေစေပါ။အောင်သူလက်ထဲကရုပ်သေးရုပ်ရွက်ရင်ဖတ်ထဲကတောက်နဲ့မိသားဟာပို့ကျဲလာမိအပေါ်ရက်ကိုဥတီပေါ်အချက်ပြော့နေပါတယ်။အောင်သူလေကားအတိုင်းအပေါ်ကိုတက်လာတဲ့အခါထူးဆန်းတဲ့ဖိရက်တီကိုတွေ့လိုက်ရပါတယ်။အခန်းတစ်ခုတည်းကစပွဲဝိုင်းမှာဝစ်စုံပြီးဝတ်ထားတဲ့သူတွေထိုင်နေကြပေမဲ့သူတို့မှာမျက်နှာတွေမရှိပါဘူး။သူတို့ဟာအောင်သူဖြတ်သွားလာကိုတိတ်တိတ်ဆက်ဆက်စောင့်ကြည့်နေတယ်လို့မျိုးခံစားရစေပါတယ်။ခန်းမြန်ပြေးတက်လာရင်အပေါ်ဓာတ်အစုံအရောက်မှာတော့ခုနှစ်ပေလောက်မြင့်တဲ့ရှေးဟောင်းနာရီစင်တီတစ်ခုရှိနေပါတယ်။အဲ့ဒီနာရီရဲ့လက်တံတွေဟာနောက်ပြန်လဲနေတာကိုအောင်သူတွေ့လိုက်ရပါတယ်။နာရီစင်နားကိုရောက်ခါနီးမှာပဲချက်ချင်းဆိုသလိုအင်ရှင်အမျိုးသားကြီးရဲ့ပုံတူဘန်းကြီးကားတွေကအတိုင်းဝစ်စင်ထားတဲ့အရေးမဲကြီးတစ်ခုကလမ်းကိုပိတ်ဆို့လိုက်ပါတယ်။ပြီးတော့အရေးမဲကြီးကဒါငါရဲ့ထာဝရအချိန်တွေပဲဘသူ့ကိုမှအဆုံးသက်ခွင့်မပေးနိုင်ဘူးလို့အကွဲတဲ့အတန်းကြီးနဲ့ပြောလိုက်ပါတယ်။အရေးမဲကြီးဟာလက်ကိုဆန့်ထုတ်လိုက်တဲ့အခါအိမ်ထဲကပရိဘုတ်ကတွေဟာအောင်သူစီကိုပြန်လွယ်ပြီးမြင့်စင်လာပါတယ်။အောင်သူဟာရှောင်းတင်းရဲ့ငါးရီစင်စီကိုအတင်းတိုးသွားရပါတယ်။သူ့လက်ထဲကရုပ်သိမ်းရုပ်ရဲ့အပူရှိန်ကြောင့်လက်ကိုလောင်ကျွမ်းလူနေပါပြီ။ဒါဟာခမရရဲ့နှလုံးသားပဲ။ဒါကိုပြန်ယူလိုက်ပါလို့အောင်သူအော်ဟစ်ပြီးရုပ်သိမ်းယူထဲကမီနေတဲ့နှလုံးသားကိုနာရီစင်ရဲ့အလဲပဟောက်အပေါက်ထဲကိုအတင်းထိုးထည့်လိုက်ပါတယ်။နာရီစင်ကြီးဟာတစ်ချက်တုံခါသွားပြီးလက်တံအားလုံးရပ်တန့်သွားပါတယ်။ခဏချင်းမှပဲခန်းနာထဲဝါနေတဲ့အိမ်ကြီးဟာပြာပုံအဖြစ်ပြောင်းလဲသွားတယ်လို့မျိုးတဆက်စီပြိုကျလာပါတော့တယ်။အောင်သူရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာအဖြူရောင်လင်းတိုင်းတွေနဲ့ဖုံးလွှားသွားပြီးသူတတိလိတ်သွားပါတော့တယ်